မင်းညာလိနိုင်မလို့ဒါကျွန်တော်ပြောခဲ့တယ်ဗောနော်အဲ့တော့ဒီနေ့ညစူပါဆန်ဒေးနေ့ညမှာလည်းပီးမီးယားလိရဲ့ပေါ်ကျူပွဲကောင်းလို့ပဲပေးတဲ့မက်ဆီတီနဲ့အာဆင်နယ်ပွဲတို့ဘယ်တော့တော့ချက်လုပ်ပေးပါမှာအားလုံးပဲမင်္ဂလာပါကျွန်တော် FND 7ပေးရတယ်ကြိုဆိုလိုက်ပါတယ်နော်မနေ့ကကျွန်တော် lead body ပေးခဲ့တယ်ညီကိုတို့အားလုံး lead body နဲ့အဆင်ပြေခဲ့တယ်ဗောနော်မနေ့ညကဒါကျွန်တော် VIP ရောင်းပွဲ3ပွဲ3ပွဲလို့ all win ခဲ့တယ်ဗောနော်အဲ့တော့ဒီနေ့ညစူပါဆန်ဒေးနေ့ညမှာလည်း VIP ရောင်းပွဲ3ပွဲစီးပါတယ်ဆက်သွယ်ခြင်းတန်းညီကိုဒါကျွန်တော်ဒီ Telegram feature နဲ့ဆက်သွယ်လို့ရတာဗောနော် channel လေးကိုတော့ကျွန်တော် comment အောက်မှာချထားပေးပါမယ်အဲ့တော့ယနေ့ညမှာအစီအပြန်ကစားမဲ့ပညာလီရဲ့ဒီတိုက်တဲ့အဆုံးဖြတ်ပွဲလို့ပြောရတဲ့မက်ဆီတီနဲ့အာဆင်နယ်ပွဲမှာတော့ဒါကျွန်တော်ဒီအေဆီမက်ဆီတီက level ဆုံးဆိုတဲ့ body ဈေးနဲ့ဂိုးပေါ်ဈေးကတော့2.90ဆိုတဲ့ဈေးတိုင်းကိုဖွင့်နေတာတာပါနော်အဲ့တော့လက်ရှိဒေတာမှာတော့ဒါအာဆင်နယ်ကနေပြီး6မှတ်အနေထားတပွဲအသာနဲ့6မှတ်အနေထားဖြတ်ထားနိုင်တော့ဒါကျွန်တော်မြင်တွေ့ရတာပါနော်အဲ့တော့ယနေ့ညမှာဖွင့်လာတဲ့မက်ဆီတီရဲ့ body ဈေးကတော့ကျွန်တော်အနေနဲ့တာမာဈေးတန်းတစ်ခုလို့ဒါကျွန်တော်တတ်မှတ်လို့ရတာပါနော်ဘာကြောင့်လဲဆိုတော့ဒီမက်ဆီတီကလည်းလက်ရှိခြေတက်နေတဲ့အချိန်အိမ်ဝင်းမှာလည်းကစားရမယ်နောက်ပြီးအာဆင်နယ်ကလည်းခြေကျနေတဲ့အချိန်ပေါ့နော်ဒါပေမဲ့လို့ထိုးသားတော်များများဒီညပွဲကိုတော့မက်ဆီတီဘက်ကိုတော့အားသားနေလိမ့်မယ်လို့ဒါကျွန်တော်မြင်နော်လက်ရှိပြစ်တိမှု result တွေကြတော့မက်ဆီတီဘက်မှာထိုးသားများလိမ့်မယ်လို့ဒါကျွန်တော်မြင်နော်အဲ့တော့ကျွန်တော်အနေနဲ့ကတော့ဒီပွဲ body ကိုတော့ဒါကျွန်တော်လက်ဆောင်နေတာပါနော်ဘာကြောင့်လဲဆိုတော့ဘောလုံးပွဲတွေကတစ်ခါတည်းကျကျွန်တော်တို့ brother တို့မထင်မှတ်ထားတဲ့အရာတွေဖြစ်ဖြစ်တာအမြဲစီရတော့ကျွန်တော်အမြင်ရဒီညရဲ့ body ကတော့နည်းနည်း rip များတဲ့အနေထားမျိုးပါတော့ဒါကျွန်တော် body မျိုးချဲ့ပေးကြည့်ဦးပေါ့နော်ကျွန်တော်အနေနဲ့ဒီ Arteta ကိုလည်းအရင်အထင်သေးမရတဲ့အတွက်ကြောင့်ပေါ့အဲ့တော့ဒီကျွန်တော်အနေနဲ့ဒီညပွဲကိုဒါကျွန်တော်ဂိုးပေါက်လှည့်ပြီးတော့တုံးတက်ပေးမှာပေါ့နော်ဂိုးပေါက်စင်း2.90မှာဒီပွဲကဘယ်လိုထိလာနိုင်လဲဆိုတော့လက်ရှိချက်မှာတော့ကျွန်တော်ဒီမက်ဆီတီကတက်နေတယ်အာဆင်နယ်ကကြားနေတာမှန်တယ်ပေါ့နော်ဒါပေမဲ့လည်းအာတီတာအနေနဲ့ဒီညပွဲကိုအဆုံးခံလို့မရတဲ့အနေအထားမျိုးဖြစ်နေတာပေါ့နော်သူအနေနဲ့ဒီညပွဲမှာခြေကျော်လက်ချော့ဖြစ်သွားတရားဒီလိုစူးစမ်းလာသမျှကတော့ဟိုနည်းနည်းလေးဒါရေစုံမျိုးဘူးဒါကျွန်တော်တတ်မှတ်လို့ရတာပေါ့နော်အဲ့တော့ဒီညပွဲမှာတော့ကျွန်တော်အနေနဲ့အာဆင်နယ်ရဲ့အာတီတာကခံစစ်လုံးဝပြင်လာမယ်လို့ဒါကျွန်တော်မြင်တာเนาะဘာကြောင့်လဲဆိုတော့မန်စီးတီးကွင်းမှာသူတင်ကိုယ်နဲ့ကစားလဲမယ်လို့ဒါကျွန်တော်မမြင်ဘူးခံစစ်ပြင်လာမယ်ပြီးကောင်တာချောင်းကစားမှာเนาะနောက်တော့ချက်စီကဒီအာတီတာကလည်းဒီကျွန်တော်ဒီဘကာယိုဆာကာနာပြီးတဲ့နောက်ပိုင်းမှာတိုက်စစ်မှာတော်တော်ကြီးတိုင်ပတ်သွားတဲ့အနေထားမျိုးမှာတော့သူ့အနေနဲ့သူ့တိုက်စစ်ကိုတော့သူလုံးဝဒါဟို open ဖွင့်ကမယ်လို့ကျွန်တော်မမြင်เนาะတစ်ဖက်မန်စီးတီးကလည်းကျွန်တော်ဒီပောက်ကွက်ဒီလာကလည်းဒါသူ့အနေနဲ့အဆုံးဖြတ်ပွဲဖြစ်တာကြောင့်ကျွန်တော်အနေနဲ့ကတော့သူကလည်းဒီအနိုင်ရရှိဖို့ကြိုးစားလိုက်မယ်လို့ဒါကျွန်တော်မြင်ရเนาะအိမ်ငွေဖြစ်တာတော့ကြောင့်အဲ့တော့ဒီညပွဲကဘယ်လိုဖြစ်လာနိုင်တယ်လဲဆိုတော့ကျွန်တော်အနေနဲ့ကတော့ဒီအာဆင်နယ်ရဲ့ကွင်းလဲမှာဒီဂရရိုက်နဲ့မီဆူပီစီတာကောင်းအလုံးလုံးနိုင်ရင်ကျွန်တော်တို့မန်စီးတီးနည်းနည်းအခက်တွေ့သွားလိမ့်မယ်လို့ကျွန်တော်မြင်ရเนาะအဲ့တော့မန်စီးတီးနိုင်မယ်မနိုင်ဘူးလို့တော့ဒါကျွန်တော်ဟိုမတုံးတက်ချင်ဘူးเนาะဘော်ဒီကတော့အာဆင်နယ်ရဲ့ကွင်းလဲကကောင်းအလုံးဖြစ်သွားရင်မန်စီးတီးနည်းနည်းအခက်တွေ့လိမ့်မယ်လို့ကျွန်တော်မြင်ရเนาะဘာကြောင့်လဲဆိုတော့ကွင်းလဲချင်းစီအာဆင်နယ်ကွင်းလဲမှာလောက်အောင်လို့ပုံမြင့်တဲ့ player တွေရှိသေးတယ်သူ့အနေနဲ့ဒါလက်ရှိရလက်မကောင်းတာကလည်းတကြောင်ပေါ့เนาะဒါကျွန်တော်တပိုင်းပေါ့အဲ့တော့ဒီညပွဲမှာတော့ကျွန်တော်အမြင်ရတော့ဂိုးတွေအများကြီးမြင်တွေ့ရဖို့လည်းမရှိဘူးလို့ဒါကျွန်တော်မြင်เนาะဘာကြောင့်လဲဖွင့်လာတော့ဂိုးပေါင်းစည်းကလည်းပျော့နေတာအနေထားမျိုးပါကျွန်တော်အနေနဲ့တော့ဒီဒါကလည်းကောင်တာချောင်းပြီးကစားမယ်ဂိုးရင်ရရင်ပိတ်ပြီးကမှာเนาะဒါသူ့လောက်ပဲเนาะသူ့အနေနဲ့တည်ထမှတ်ဆိုအဆင်ပြေနေတဲ့အတွက်ကြောင့်တစ်ဖက်မက်ဆီတီးကလည်းနိုင်ခဲ့မယ်ဆိုရင်တော့ကျွန်တော်အမြင်ကတော့ 1C 2C တက်မပို့တဲ့ရလမျိုးလည်းပဲနိုင်လိမ့်မယ်လို့ဒါကျွန်တော်မြင်တာเนาะအဲ့တော့ဒီညအတွက်ကျွန်တော်ရဲ့ YouTube ကဂိုးပေါက်အောက်ကျွန်တော်ပို့ပြီးသဘောကျတာဗောเนาะလက်ရှိဒီညစူပါဆန်ဒေးရဲ့ပွဲကြီးပွဲကောင်းတော့ခွဲပေးတော့မက်ဆီတီးနဲ့အာဆင်နယ်ပွဲတော့ဒါကျွန်တော်ဂိုးပေါက်အောက်ကိုသဘောကျတယ်ဘရာဘာအားလုံးအဆင်ပြေကြပါစေ